မင်္ဂလာပါဟောတော်တို့မြောက်ဝင်ပါဒေဝပညာ channel ကနေပြီးတော့ကြိုးစားပါတယ်ကျွန်တော်ဒီနေ့ပြောချင်တဲ့ကောင်းစဉ်ကတော့အသက်60ရောက်ရင်တော့မှလူငယ်လိုကြားမသေးနဲ့ရှုပ်ဝက်ချက်အကြောင်းပဲဖြစ်ပါတယ်ကဲဒီလိုလေးကိုဆက်ကြည့်လိုက်မယ်နော်โอเคဆက်သွားလိုက်မယ်နော်တော့ကျွန်တော်ဒါလေးကိုဇလန်းလေးတစ်ပုဒ်နဲ့ပြပြချင်ပါတယ်ဥအောင်မြင့်ပေါ့နော်အသက်55နှစ်ဖြစ်ပါပြီခန္ဓာကိုယ်မှာပြောင်းလဲမှုတွေစတင်ပြီးတော့ခံစားရပါတယ်သူရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာပင်ပန်းနွမ်းနယ်လာပြီးတော့မှယောဂတွေစတင်ဖြစ်လာတယ်နော်အဲ့ဒီကမှဥအောင်မြင့်နေတဲ့သူအသက်60ရောက်ရင်တော့မှလူငယ်လေးလိုကျန်းမာသေးဖို့အတွက်ရှုပ်ဝက်ချက်ရှိရမယ်ရှုပ်ဝက်ချက်ကိုရှားဖို့ဆိုပြီးတော့မှသူဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီကရသူကဘာလို့ဆိုတော့ဒေဝကျမ်းရှင်ပညာရှင်တယောက်ဖြစ်နေဆရာဝန်တူနဲ့သွားတွေ့လိုက်ပါတယ်ဆရာဝန်သူ့ကိုရှင်းပြပါတယ်အသက်ကြီးလာတာနဲ့များခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေကနှေးကွေးလာတတ်ပါတယ်ဒါပေမဲ့စနစ်တကျနေထိုင်မယ်ဆိုရင်တော့အသက်60ရောက်ရင်တော့မှလူငယ်လိုကျန်းမာနေနိုင်တယ်ဆိုတဲ့ရှုပ်ဝက်ချက်တွေရှိပါတယ်အဲ့တော့ဒီရှုပ်ဝက်ချက်တွေကိုလိုက်နိုင်မယ်ဆိုရင်တော့လူငယ်လေးလိုကျန်းမာမှာပဲဖြစ်ပါလေလို့ဆရာဝန်ကရှင်းပြလိုက်ပါတယ်ဒီဗီဒီယိုထဲမှာဒီဆရာဝန်ကဘာတွေပြောခဲ့သလဲဥအောင်မြင့်ကဒါတွေကိုလိုက်နာတဲ့အခါမှာဘလို့ကျိုးကျေးဇူးတွေခံစားခဲ့ရဆိုတာကိုဆက်ပြီးတော့ပြပြပေးမှာဖြစ်ပါတယ်တော့ဘာလဲဆိုတော့အဓိကတော့ဒီနံပါတ်1ရှုပ်ဝက်ချက်ကတော့ဟာရပြေဝတဲ့အစားအစာများပဲဖြစ်ပါတယ်เนาะဒီကဘာလဲဆိုကျွန်တော်ဟင်းသီးရွက်တွေဖြစ်တယ်နောက်အသီးနှံတွေရှိတယ်အခွန်မာအသီးတွေပြီးတော့ protein ကြွယ်ဝတဲ့အစားအစာတွေကိုပုံမှန်စားသုံးရပါတယ်ပြီးတော့တကြားနဲ့အစီများတဲ့အစားအစာတွေကိုရှောင်ရပါတယ်ရှုပ်ဝက်ချက်နှစ်ကကြတော့လေ့ကျင့်ခန်းလုပ်ရတာဖြစ်ပါတယ်เนาะလေ့ကျင့်ခန်းလုပ်ရတယ်လေ့ကျင့်ခန်းဘာလို့ဆိုကျွန်တော်ဒီတပတ်ကို9ရက်လုပ်ရမယ်ဒီနေ့ကိုမိနစ်30လမ်းလျှောက်ပါတယ်ပြီးတော့နော်ယောဂလေ့ကျင့်ခန်းလို့ပြီးတော့ကြွက်သားတံမာတွေလေ့ကျင့်ခန်းတွေကိုလည်းပုံမှန်ပြုလုပ်ရတာဖြစ်ပါတယ်เนาะရှုပ်ဝက်ချက်3အနေနဲ့ကတော့စိတ်ပီတိမှုရှော့ချတယ်ရှော့ချတဲ့အနေနဲ့เนาะခုနတရားထိုင်နေစတဲ့လေ့ကျင့်ခန်းတွေလုပ်ရတာဖြစ်ပါတယ်ပြီးတော့မိသားစုငယ်ချင်းတွေနဲ့လည်းချိန်ပေးပါတယ်ပျော်ရွှင်နေထိုင်ပါတယ်เนาะရှုပ်ဝက်ချက်4အနေနဲ့ကတော့ဘာလဲဆိုတော့မျက်နှာစဉ်ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ပါတယ် medical check-up လို့ခေါ်ပါတယ်သွေးစစ်တဲ့တက်မှတ်ရတဲ့ ultrasound ရိုက်တဲ့ ECG ဆွဲတဲ့စတဲ့ဒီအခြေခံသွေးစစ်ဆေးမှုတွေလုပ်ပါတယ်เนาะသွေးတို့စီးကျို cholesterol ရှိမရှိယောဂတွေရှိမရှိပုံမှန်စစ်ဆေးပါတယ်เนาะအဲ့လိုတွေလုပ်လာတဲ့ခါမှာเนาะကျန်းမာရေးကိုကောင်းကောင်းထိန်းသိမ်းနိုင်တာဖြစ်တယ်ယောဂဖြစ်လာတယ်ဆိုရင်တော့စောစီးကုသနိုင်တာဖြစ်တဲ့အတွက်เนาะကျန်းမာလို့ပျော်ရွှင်လာပါတယ်เนาะအိုအောင်မြအသက်60ရောက်တဲ့အချိန်မှာရောက်တယ်ဆိုပေမဲ့လည်းသူကလူငယ်လေးလိုကျန်းမာလာပါတယ်သူရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုလည်းလွယ်ကူစွာလှုပ်ဆောင်နိုင်ပြီးတော့ယောဂတွေကင်းဝေးလာပါတယ်เนาะစိတ်ရောကိုယ်ပါကျန်းမာပြီးတော့ပျော်ရွှင်တဲ့ကောင်းတဲ့ဘဝကိုဖန်တီးနိုင်ပါတယ်เนาะဒါလည်းကျွန်တော်ဇလန်လေးနဲ့ပြပြပေးတာဖြစ်ပါတယ်ဒီပြပြပေးတဲ့ဇလန်ဒီဗီဒီယိုထဲမှာပြပြပေးတဲ့အချက်တွေကအလုံးအရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်လိုက်လို့ရတာမခက်ခဲသလိုအကျိုးကျေးဇူးလည်းကြီးကြီးမားမားရနိုင်တဲ့အချက်တွေဖြစ်ပါတယ်ဒါပေမဲ့များသူကကြတော့ဒီလိုအချက်တွေကိုပုံမှန်လိုက်လုပ်တယ်ဆိုတော့မရှိပါဘူးလုပ်တယ်ဆိုရင်လည်း1ရက်2ရက်လောက်နဲ့ပြီးသွားတာဖြစ်ပါတယ်နေ့တိုင်းပုံမှန်စောစောမြဲမြဲလုပ်မယ်ဆိုရင်တော့ကိုလိုချင်တဲ့เนาะအသက်60ရောက်လာတော့မှနှုတ်ပြိုကျန်းမာတဲ့ဘဝကိုအသေးချာပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒါလေးကိုကြည့်အောင်နားထောင်နေမဟုတ်ဘဲနဲ့လက်တွေလိုက်လုပ်ကြည့်ပါကျင့်သုံးကြည့်ပါဒါဆိုရင်ကိုလိုချင်တဲ့အကျိုးကျေးဇူးတွေရလာမယ်ဆိုတာကိုအာမခံနိုင်ပါတယ်အဲ့တော့ဗီဒီယိုလေးအကျိုးရှိတယ်ဆိုရင်တော့ like လုပ်ပေးပါ subscribe လုပ်ပေးပါပေါင်းသမျှကိုလည်းမိတ်ဆွေပေါင်းသမျှကိုလည်း share ပေးပါမေးမြန်းချင်တာမှရှိတယ်ဆိုတော့ comment မှာမေးမြန်းနေပါတယ်ဗီဒီယိုများကိုနေ့တိုင်းတင်ပေးနေတာဖြစ်တဲ့အတွက်notification ခေါင်းလောင်းလည်းနေပေးပါဗီဒီယိုများအသစ်တင်မှာကသိရှိမှာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်